Islam မခါချက်က JDM ကိုနိုင်ပြီးသွားတဲ့အချိန်စင်ပေါ်မှာတင်အင်ဖြူတော်ပွဲကြရင်သူ့အတွက်တကားဖွင့်ထားလိုက်တော့သူလာခဲ့မယ်ဆိုပြီးပြောသွားခဲ့တယ်ဒီပွဲမတိုင်ခင် podcast တစ်ခုမှာလည်းမခါချက်က JDM ကိုနိုင်ခဲ့ရင်အင်ဖြူတော်မှာကျင်းပမဲ့ပွဲကြရင်အီလီယာတိုဘူရီယာနဲ့ပွဲဖြစ်ချင်ပါတယ်ငါတို့နေရာပွဲဖြစ်ခဲ့ရင်အကြီးရခမ်းနားဆုံးပွဲတစ်ပွဲဖြစ်လာမယ်ဆိုပြီးပြောထားခဲ့တာပါဆိုတော့ပြည်သက်တွေတော်တော်များများတောင်းဆိုနေကြတဲ့ဒီနှစ်ယောက်ရဲ့တွဲဆိုင်ကကြည်ရတော့မှာလားဆိုတာတကယ်ကိုစိတ်ဝင်စားတရားကောင်းပါတယ်ဒီပွဲဖြစ်လာနိုင်လောက်လားဖြစ်လာခဲ့မဲ့ဆိုရင်ရောဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာနိုင်လောက်လဲဆိုတာအနည်းငယ်ချင်းကကြည့်အောင်အီလီယာတိုပူရီယာပြောထားတာကတော့မခါချက်တာဝယ်ဒဝိတ်ချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင်သူ့အနေနဲ့ဝိတ်တင်ပြီးတော့ဝယ်ဒဝိတ်တန်းကိုတက်လာခဲ့မယ်ပြီးရင်ချန်ပီယံခပတ်3ခုပိုင်ရှင်ဖြစ်သူ့အနေနဲ့ဆွမ်းဆောင်ပြမယ်ဆိုပြီးတော့ပြောထားခဲ့ပါတယ်ဟုတ်ပြီတိုဘူရီယာအနေနဲ့ဝိတ်တင်လို့ရခဲ့တဲ့ထောင်လက်ရှိဝယ်ရဝိတ်တန်းမှာချန်ပီယံခပတ်လူကိုအရန်နဲ့စောင့်နေတဲ့ရှာကပ်ရာခမနော့ပြီးရင်အိုင်ယန်ဂယ်ရီကာမာရူဥစမန်မိုက်ကယ်မိုရစ်တို့လိုကစားသမားတွေကိုကြော်ပြီးတော့ချန်ပီယံခပတ်လူခွင့်ပေးမှလားကျွန်တော်ထင်တော့သူတို့ကိုကြော်ပြီးတော့ခပတ်လူခွင့်တော့မပေးတော့ဘူးလို့ထင်ပါတယ်ဒါကလည်းဒီနာဝိုက်ပေါ်မှာပဲအမှုဒီမှာပါဟုတ်ပြီဆိုတော့ဘယ်လိုမျိုးပွဲဖြစ်လာနိုင်လောက်လဲဆိုရင်စူပါဖိုင်အနေနဲ့ကက်ရှ်ဝိတ်တန်မှာညှိပြီးတော့နန်းတိုင်တဲ့အနေနဲ့ကစားမယ်ဆိုရင်နှစ်ယောက်လုံးအတွက်လည်းဝိတ်တင်ဝိတ်ချရတာပိုအဆင်ပြေမယ်ထင်ပါတယ်မခါချက်တော့ကလည်းလိုက်ဝိတ်တန်ထီဆင်ပြီးတော့ဝိတ်ချရမယ်ဆိုရင်တော်တော်ခက်ခဲမှာဖြစ်တယ်လို့ဒိုဗရီယာတော့ကလည်းဝယ်ရဝတ်တန်ထီတက်ပြီးတော့ထိုးမယ်ဆိုရင်အစ္စလမ်ကိုရှင်ဖို့ရမလွယ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်မြင်ရပြောရင်အကယ်၍အင်ယူရိုပွဲမှာဒီနှစ်ယောက်ပွဲဖြစ်ခဲ့မယ်ဆိုရင်စူပါဖိုင်အနေနဲ့နန်းတိုင်တဲ့ပုံစံမျိုးနဲ့ပဲပွဲဖြစ်လာနိုင်ပါတယ်ခပတ်ပွဲမဟုတ်တဲ့အတွက်လူစိတ်ဝင်စားမှုမရှိမှလည်းပူစရာတိတ်ပြီးတော့ရှိမယ်မထင်ပါဘူးဘာလို့ဆိုတန်းချီသော MMA ပိတ်သက်တွေအနေနဲ့ကဒီနှစ်ယောက်ရဲ့တွဲဆိုင်ကိုတေချာပေါက်ကြည့်ကြည့်နေကြမှာမဟုတ်ပါဆိုတော့ညီကိုတို့အနေနဲ့ရောဘယ်လိုပုံစံမျိုးနဲ့ဒီပွဲဖြစ်လာနိုင်လောက်လဲဆိုတာညီကိုတို့ရဲ့အမြင်လေးတွေကိုကွန်မန့်မှာဝင်ရောက်ပြီးတော့ပြောသွားပြခဲ့ပါအောင်နောက်ပြီးတော့အခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့ဒီနေ့ကနေပြီးတော့မှတောင်းဆိုချင်ပါတယ်ဆုံးဒီကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ဗျ